view တွေတော့တက်ပါရဲ့နဲ့ဘာဖြစ်လို့ like မရတာလဲဘာဖြစ်လို့ view လောက် like ကမရတာလဲဆိုပြီးတော့လေတော်များများလူတွေကမေးတယ်ပေါ့နော်အဲ့ဒါဖြေပေးမယ်တိတဲ့လူတွေကတိကြမှာမတိသေးဘူးဆိုလို့ရှိရင်တော့ကြည်ပေါ့နော်ဘာလို့ like ကနဲတာလဲ view တွေကများပြီးတော့ like ကဘာလို့နဲတာလဲဆိုလို့ရှိရင်ဒီမောင်လေးလည်းအဲ့ဒါပဲညမေးထားတာပေါ့နော်မေးတဲ့လူတွေက6ရောက်လောက်ရှိပြီမို့လို့ပေါ့နော်ဖြေပေးမယ် CV မှာလာပြီးတော့မေးကြတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကို့သူတို့ကအသက်မပေးလို့ပေါ့ဟုတ်တယ်နော်ရှင်းပြောရရင်ဆိုလို့ရှိရင်သူတို့တချို့လူတွေကကြတော့ကြည့်ပဲကြည့်တာ like မပေးဘူးပေါ့နော်အခုယွန်းလေးရဲ့အကောင့်မှာလည်းတွားကြည့်ဒီမှာပေါ့နော်ဒီဟာဆိုလို့ရှိရင်ပေါ့နော် view ဘလောက်တက်လဲနော်တသိန်းကျော်တောင်ရှိတယ်ပေါ့နော်ဒါတောင်မှသူတို့တွေက like က1000ကျော်ပဲပေးထားတာအဲ့လိုမျိုးဒီလားကိုက view တက်ရင်တက်လာသူတို့က like မပေးဘူးနော်ဥပမာကိုက1000တက်ပြီဆိုပါစို့သူတို့တွေက100ပဲအသေးပေးတာဒါတော့လူတွေပုံစံပဲဆယ်လီတို့လည်းအတိုင်းပဲ view တွေများတဲ့တော့သူတို့က like ရတာမဟုတ်ဘူးအဲ့ဒါတော့ပုံစံအတိုင်းပဲပေါ့နော်ကိုကအဓိက view များအောင်ပဲလုပ် like တွေကိုရှင်တို့တွေစိတ်ဝင်စားနေ like ကပတ်စံရတာမဟုတ်ဘူးအဓိက view များမှရှင်တို့တွေပတ်စံရမှာပေါ့နော်အဲကြောင့်မလို့ကိုက like တဲ့ view ကိုဦးစားပေးပါလို့ပြောချင်ပါတယ်ပေါ့နော် like ကြဘာမှစိတ်တက်မကြနဲ့အဲ့ဒါပြောချင်တယ်နော်